တဲ့ကိစ္စလေ ဒီမှာဈေးရောက်မကောင်းပါဘူးဆိုမှနင်ကဘူပိတ်အောင်လာလုပ်နေတယ် လောက်တော့ဘာဖြစ်လဲကြီးချောင်းပါရဲ့ ငါချောင်းမချောင်းသိတယ်လေနင်ငါအိမ်ကိုလိုက်ခတ်သားနင်ချွေးကို10လီတာလောက်ထွက်သွားတယ် အားလုံးပဲမင်္ဂလာပါရှင်။သုံးဆောင်ကြိုက်တဲ့သူတွေရှိလား။ဟို ဘွားငါဖြစ်စီ သူနဲ့ဘာတွေပဲဖြစ်ခဲ့အချိန်တိုင်းငါဟာပဲ ငါဘသူ့ပိုင်မှမဟုတ်ဘူးအများပိုင် အဖေဘလို့တန်လေးနဲ့အော်နေရဆေးထိုးနေတာနောက်တစ်ချောင်းတော့ဓာတ်ထိုးလိုက်ပါလားဒီကောင်မကိုကြည့်ရတာပါကင်ရောဆဲ့ရတာပါကင်စစ်ပါရှင်ကားပါကင်လောက်ကိုရှိပါတယ်ဘာပေါ့ဒီမိုင်စိုးစီဆိုကြားဘူးလား တိရစ္ဆာန်ဝင်နေစင်းမမူပဲကဲမင်းစရာသွားရနေတယ် ဒေါ်လာထွက်နေတာကွာအတိတ်နဲ့ဆဲတဲ့ပဲစားမ မစားပါနဲ့ဒါငါသူများလူကိုနင်တို့မဟုတ်ဘူးလာကြ ဝိဇ္ဇာကိုလူစားရတယ်လို့ကွာ တရက်ကွက်လုံးမှာရှိရဲ့ပြိုအိုမိမမှန်တမများနဲ့ရှုပ်နေအောင် ဒါလေးတွေကအတူအစလေးတွေပါຫນွေရှုပ်ထုတ်တွေအကုန်လုံးလေဟိုကຫນွေကိုချစ်ပြီးကြတယ်အကုန်လုံးရှင်းထားပြီးသားโอเค တော့ကြိုက်တာအိုလုံးကိုလောက်တာအိုရအာကြီးစားစကားပြောထားတာကိုဖြေပြန်ပေးမလား ဒီကောင်ကငါ့ထက်ရှင်းနှံ့တွက်နေပါလေ လူလိုက်အိုနေရင်လူလိုက်ငိုနေရင်ထူလိုက်အိုကြိုက်တာအိုလုံးအိုလောက်တာအိုရโอเคရင်โอเคလူမြင်လို့မကောင်းမင်းမရှက်ဘူးလားဗျာအဲ့ဒီဖားတစ်ပိုင်းငါးတစ်ပိုင်းကိုဖေးဟာ တားလေး ငါ့ကိုအဲ့လိုခေါ်တာငါမကြိုက်ဘူးလို့ပြောထားတယ် တားလေးရလေတားလေး ပေါ်ကြည့်အောင်ကွာ ဘာဖြစ်တာလဲ နေနဲ့ငါနဲ့ ဒီကငါနဲ့ကလည်းနင်းနေအိုး ဒီကမိမရိုင်းနေညာပေါင်းများဆိုတူတူနေရတော့じゃမိမမပေးစားပဲနဲ့ယောက်ျားလေးတယောက်နဲ့တညပဲနဲ့ယောက်ျားပေးစားတရားလား လာပြီမစ်စီဘောစီယာ ready တွေပါပြင်မထားဘူးလား ဖားတဲ့ငါးနဲ့ခွဲအောင်กินပါ